ကျွန်တော်မြဝတီတို့မိုင်းရောက်ထဲမှာဒီဝက်ပြည်နေတဲ့မှာတော့ဝီချက်ဝယ်တဲ့လူတွေအများစုကဘယ်လိုပုံစံနဲ့လဲဆိုတော့သူတို့တွေကအရင်ဆုံးကျွန်တော်တို့နာမည်ရအောင်ပေါ့နော်အကောင့်မှာသူတို့အကောင့်တွေတော့ကြည့်လိုက်ရင် fake အကောင့်တွေပဲတုံးကြတယ်သူတို့ကဘယ်တော့မှ official မတုံးအဲ့တော့သူတို့ဝီချက်အကောင့်တွေဝယ်ကြတယ်ပေါ့နော်အဲ့လိုမျိုးအဲ့တော့သူတို့ကဘယ်လိုပြောလဲကိုယ်တိုင်ပြန်မခံတော့အဲ့တော့လူတယောက်ကိုရှာရတယ်မင်းကဝီချက်အကောင့်တွေရှာပေးငါတစ်ခါယူရင်အကောင့်100 200ယူမယ်မင်းအဲ့တော့ရှာအဲ့ကလူကရှာတယ်အဲ့တော့အဲ့ကလူတယောက်နဲ့သူနေချင်းကြီးကြွားပြီးအတယောက်မွေးလိုက်တာပေါ့သူနောက်ထပ်လူတယောက်ကိုထပ်မွေးတယ်အဲ့လိုမျိုးသူလဲလူ10ယောက်လောက်ကိုမွေးလိုက်တယ်လူ10ယောက်လောက်မွေးတဲ့အချိန်မှာဆိုရင်သူကဝီချက်အကောင့်ရဲ့အနည်းဆုံးမရှိတော့900 600လောက်တော့ရှိတယ်900 600လောက်ရှိတော့အဲ့ကအကောင့်နေနဲ့သူကလှုပ်လာနောက်ပိုင်းသူကအဲ့ကဒီမလှုပ်တော့ဘူးဆိုနားတော့မယ်ဆိုအချိန်ရောက်တော့သူနှစ်အကောင့်တွေကိုပြောင်းနှစ်ကောင်အောင်လေးကြီးပဲတော့နှစ်အကောင့်တစ်ကောင်သူတို့ကရောင်းပြီဆိုတော့ယွမ်ယွမ်400-500လောက်လေတစ်ကောင်ကိုယွမ်400နဲ့အတွက်10ကောင်ဆိုရင်ယွမ်4000အကောင့်100ဆိုရင်ယွမ်4000အဲ့တော့အကောင့်1000ဆိုရင်ယွမ်4သိန်းစဉ်းစားကြည့်ပေါ့နော်သူကသူ့စီကိုရောင်းတဲ့လူတွေကြတော့ခဏလေးပါစောင့်မှာငွေရှင်းပေးပါမယ်ဆိုပြီးအဲ့လိုပြောပြီးတစ်ပတ်နှစ်ပတ်လောက်ချိန်ဆွဲလဲဆွဲပြီးသူကပျောက်သွားကြတယ်အဲ့တော့သူတို့ကနားပြီဆိုတော့ねသူတို့ကကန်ထွက်တယ်လို့ခေါ်တာပေါ့နော်အကုန်လုံးတဲ့ယူသွားတာပေါ့သူကတစ်ဖက်ကနေပြီးငွေအကုန်လုံးယူတယ်တစ်ဖက်လူတွေတော့မရှင်းပေးတော့ဒါကကျွန်တော်တို့ဒီ WeChat အိုက်ကဒီဝယ်တဲ့ဒိုင်းတွေအများစုလုပ်တဲ့ပုံစံလေးပေါ့နော်အဲ့ကြောင့်မလို့ကျွန်တော်တို့ကဒီကျွန်တော်တို့ရောင်းနေဆိုတော့ကဒီအလုပ်လုပ်တဲ့လူတွေစကားပြောချင်တဲ့လူတွေအဲ့လိုလူမျိုးတွေရောင်းတာကျွန်တော်တို့ကအဲ့လိုဒိုင်းနေဆိုကျွန်တော်ဘယ်တော့မှသွားမရအောင်သူတို့ကကြားဖြန့်လို့ခေါ်ကြပါကျွန်တော်တို့ကအိုက်ကပတ်နဲ့ရှင်းအောင်နေတယ်ကိုယ့်ကိုတီးတတ်မယ်မကနမလောက်တယ်ဝေချက်ကောင်ကိုယ့်ကိုဖွင့်တယ်ပြီးရင်တကယ်လိုအပ်တဲ့လူပဲရောင်းတယ်ပေါ့နော်နေစက်ဘက်တော်များများကလူတွေကတော့သူတို့အိုက်ကအတိုင်းဝါနေရရှိကြတဲ့အတွက်သူတို့ကတော့လိန်ပါပဲဗျနော်လိန်တဲ့လူကပေါ့ကိုပေါ်တာဝီချက်ထဲမှာအားကြောင့်မလို့ကျွန်တော်ပြောဝီချက်မှာဝယ်တာတော့ပါဖွင့်တာပါညာဆိုငွေချိုးရှင်းရမယ်ပါညာဆိုရင်တော့ view site ပါအဲ့ဒါလေးပြောပြတာပေါ့နော်ကျေးဇူးပါ